ပွားစီမံခန့်ခွဲမှုဆိုင်ရာဘွဲတစ်ခုကတင့်အနာဂတ်ကိုဘယ်လိုထောက်ကူပြုမှာလဲဘယ်လိုပြောင်းလဲပေးမှာလဲစီပွားစီမံခန့်ခွဲမှုဆိုင်ရာ Beyond and Business Management ဆိုတဲ့ဘွဲကဘာလဲဘယ်လိုစတင်ရမှာလဲဘယ်လိုလေ့လာရမှာသင်ကနိုင်ငံတကာပညာရေးကိုဆောင်ရွက်နေတယ်လားမြန်မာနိုင်ငံတွင်းမှာနေပြီးခိုင်မာတဲ့နိုင်ငံတကာပညာရေးဘွဲကိုရယူနေတယ်လားတို့ဟိုနိုင်ငံသားကိုသွားရောက်ပြီးတော့မှပညာဆက်လက်သင်ကြားခြင်းနေတယ်လားဒါတွေအားလုံးကိုဖြေရှာဖို့အတွက် MBU International College မှာအခန့်ချင်းဝင်လုံးဝပေးစရာမလိုပဲဇွန်လ15ရက်နေ့မှာစာပြပြကျော်ကနေပြီးတော့မှဆွေးနွေးပြသွားမှာဖြစ်ပါတယ်။ဒါအပြင် application process, study schedule, tuition and scholarship, question and answer session တွေလည်းပါဝင်ပြီးတော့မှာဖြစ်ပါတယ်။အထူးခွင့်ရင်းနေနဲ့ one-on-one consultation တွေကိုလည်းအဲ့ဒီနေ့မှာအခမဲ့ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ထူးခြားသောခွင့်ရင်းနေနဲ့စမနာတက်ရောက်ပြီးကျောင်းအနှံမှာကနှစ်သိန်းကျပ်တီ cashback ပေးအပ်တော့မှာဖြစ်ပါတယ်။ဒီစမနာလေးကိုတက်ရောက်လိုပါကအပေါ်မှာပေးထားတဲ့ link မှာ registration ပြုလုပ်လို့ရပါတယ်။ registration ပြုလုပ်သူတယောက်ချင်းစီတိုင်းကိုလည်း LPU ကနေပြီးတော့မှဆက်သွယ်ပေးတော့မှာဖြစ်ပါတယ်။အစီအစဉ်လေးကတော့ဇွန်လ15ရက်နေ့မှာမနက်7:00နာရီကနေ12:00နာရီထိဆရာပြပြကျော်ကနေပြီးတော့မှဆွေးနွေးပေးတော့မှာဖြစ်ပါတယ်။လိပ်စာလေးကတော့43လမ်း60.68တန်းမှာရှိတဲ့ MBU International College မှာပဲဖြစ်ပါတယ်။အသေးစိတ်စုံစမ်းမေးမြန်းလိုပါက39 965 34လုံးတင်က39 965 34လုံးတင်6တို့ကိုအသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်။လူကိုယ်တိုင်လာရောက်စုံစမ်းမေးမြန်းလိုပါက43လမ်း60.68တန်းမှာရှိတဲ့ MBU International College မှာလာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်။ကျေးဇူးများတင်ပါတယ်ရှင်။အနာဂတ်မှာအလုပ်အကိုင်ခွင့်နဲ့ကောင်းကောင်းရရှိသူတွေအတွက်လမ်းမလွတ်တဲ့ခွင့်ရဖြစ်လို့တရားကြဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်။